မင်္ဂလာပါဗျကိုခိုင်း Chelsea fan page ကနေအပြောင်းကျွန်တော်များအားလုံးကိုကြိုဆိုပါရစေ Chelsea ညနေခင်းသတင်းစကားဝိုင်းကဏ္ဍကနေကျွန်တော်တို့ Chelsea နဲ့ပတ်သက်ပြီးတော့ဆွေးနွေးစရာသတင်းချက်လက်လေးတွေကိုဆွေးနွေးကြည့်အောင်ကဲညီကိုတို့ရေကျွန်တော်ဒီအချိန်မှာထပ်တူခံစားနေရမယ်လို့ထင်တယ်မိတို့ပင်စိုးစီကားမှုဒီအသင်းပရိသတ်တွေဖြစ်ခဲ့ပြီးကမှမခံစားကြလို့တော့မရဘူးဗျကောင်းလူဆိုးလူကျွန်တော်တို့ရှိနေရမှာပဲအဲ့တော့ကျွန်တော်ကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်3ပွဲမှာ2ပွဲတည်ကြတယ်တပွဲရှုံးတယ်ရမှတ်တွေအများကြီးဆုံးရှုံးသွားပြီချန်ပီယံလိဝင်ခွင့်လွဲချော်သွားပြီလားဆိုတော့မဟုတ်သေးပါဘူးပရီးမီးယားလိကပွဲစဉ်28ပြီးသွားပြီပေါ့နော်29ရောက်တော့မှဖြစ်တဲ့အတွက်ကြောင့်ထားပါတော့ပွဲစဉ်30နောက်ထပ်10ပွဲလို့သေးတယ်အမားရေးမခံမဲနဲ့တိတိကျကျလေးရှစ်ဆက်မယ်ဆိုရင်ချန်ပီယံလိဝင်ခွင့်ကိုမျှော်လင့်လို့ရသေးတယ်ဒါ့အပြင်ဒီနှစ်ဥရောပပြိုင်ပွဲတွေမှာအင်္ဂလန်ပရီးမီးယားလိအသင်းတွေဒီရှုံးထွက်အဆင့်ကိုအသင်းတိုင်းလို့တက်ရောက်တာတယ်ဒီတော့ကြောင့်လဲနောက်လာမဲ့ချန်ပီယံလိဝင်ခွင့်က4နေရာမဟုတ်ပဲ5နေရာထပ်ဖြစ်နိုင်တယ် UEFA coefficient ranking ကိုကြည့်ပြီးတော့ဆုံးဖြတ်တာ哦ထားပါအဲ့တော့ကျွန်တော်ပြောချင်တာပြီးခဲ့တဲ့ကိစ္စတွေကပြီးသွားပြီ February လမှာလည်းအမှတ်တွေရအောင်ယူတင်တယ်မရခဲ့ဘူးအခု Match လရဲ့ပထမဆုံးပွဲမှာလည်းကျွန်တော်ပါကင်ဖောက်ခံလိုက်ရတယ်ဒီချိန်မှာကျွန်တော်တို့ local က Chelsea ပရိသတ်တွေဒါမကပဲနဲ့ဒီ international ကသူတို့ London Chelsea ပရိသတ်တွေလည်းအတော်လေးဒေါသပုံထနေကြတဲ့သတင်းလေးကျွန်တော်ရတာအဲ့ဒီသတင်းတစ်ပုဒ်ကိုကျွန်တော်အရင်စဆွေးနွေးကြည့်အောင် Daily Mail ကဖော်ပြထားတာပါအာဆင်နယ်ပွဲစဉ်မှာညံမရှိတဲ့လောက်ခဲ့တဲ့ပတ်ဒရိုနက်တိုကိုချက်စီပရိသတ်တချို့ကဒေါသတကြီးတုံ့ပြန်ခဲ့ကြရတယ်လို့သိရပါတယ်နက်တိုကအနီးကနဲ့ကွင်းထဲကနေထွက်ခွာသွားတဲ့အချိန်မှာ Emirates ကိုလာရောက်အားပေးကြတဲ့ချက်စီပရိသတ်တွေရဲ့ဒေါသတကြီးတုံ့ပြန်မှုတွေပြင်းထန်တဲ့စကားလုံးတွေနဲ့ပြောဆိုမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်ဒါ့အပြင်ချက်စီပရိသတ်တွေကကစားသမားတွေရဲ့အသင်းကိုထိခိုက်စေတဲ့ပေါ်ဆမှုဆုံးဖြတ်ချက်တွေကိုမြင်တွေ့နေရတာလေညှို့ဝင်နေပြီလို့သိရပါတယ်အဲ့ဒါကျွန်တော်အမြဲတမ်းပြောနေကြစကားပဲကောင်းရင်ကျွန်တော်တို့ကချစ်ကျူးမှာပဲမကောင်းရင်ဆဲမှာပဲအဲ့ဒါကိုတချို့ဟာကောင်းတဲ့အချိန်တုန်းကတော့ဘလို့ကောင်းတယ်မကောင်းတဲ့အချိန်ကျတော့ပြောပြီးပြောမှာပဲလေဘလုံးဝအားပေးနေတာလေကျွန်တော်အမြဲတမ်းပြောနေကြတရားနာနေတာမှမဟုတ်တာဗျာဖုန်းကြီးကြောင်းသွားပြီးတရားနာနေတော့တမျိုးပေါ့ဘလုံးဝအားပေးတယ်ဒီအသေးကိုနိုင်သေးခြင်းလို့အားပေးပါတယ်ဆိုမှဒီအသေးတစ်ခုခုထိခိုက်နစ်နာအောင်လုပ်တဲ့ကောင်တွေတော့ legendary ဖြစ်ဘာဖြစ်ကျွန်တော်ကဆဲမှာပဲသူတို့နိုင်ငံပြည်သက်တွေလည်းဆဲတာပဲလေအထားပါပြောချင်တာဒီလိုမျိုးပေါ်စားတဲ့အမားတွေ decision တွေတော်တော်စိတ်ပြက်စရာကောင်းတယ်တပွဲလဲမဟုတ်နှစ်ပွဲလဲမဟုတ်ပွဲပေါင်းမျိုးစုံကျွန်တော်မြင်ခဲ့ရတာအခုနောက်ဆုံးနှစ်ပွဲဆက်ကြီးဗျာပိုတောင်ရုပ်ပေါက်သေးတယ်ဘယ်လီနဲ့ပွဲ Wesley Fofana စောက်သုံးမကြဘူးမလုံးသင့်တဲ့နော်အမားကြီးနှစ်ဝတနီးကျွလွန်လိုက်တယ်ဒရိုင်းနီဆိုရင်တော့လက်ခံလို့ရတယ်ဗျာစောက်ရင် aggressive ဖြစ်ပြီးအဲ့ချိန်ဆုံးဖြတ်ချက်မှားသွားတာနှဝတနီကြတော့အဲ့လိုမဟုတ်ဘူးပထမတစ်ချိန် तू မားထားတယ်သူ့အတွက်ဒုတိယတစ်ချိန်ကစဉ်းစားပိုင်ခွင့်ရှိတယ်ဒီကောင်လေးအစားအသောက်ကောင်းတယ်အများကြီးစားတတ်တာနော်ပတ်ဝန်းကျင်ကောင်းမှနေနေတာအိုင်ကျူတွေအတွေးခေါ်ပိုင်းနေဒီချက်ကောင်းမှုလို့တယ်အဲ့တော့ဘာတွေလုံးနေတာလဲ Chelsea ထိခိုက်နစ်နာအောင်တက်လုံနေလားအောင်းမရတယ်အဲ့တော့ bro ရဲ့အခုနောက်ဆုံးပွဲတွေမှာရမှတ်ရော့ပဲမယ်ကျွန်တော်ကလီယန်ရိုဇင်းညာဘာဖြစ်တယ်ညာဖြစ်တယ်ပြောလို့မရဘူး list တဲ့ပွဲတုန်းကလည်းပါမမိုးပေါ်ထောင်ကန်လိုက်တယ်ဟာတစ်ချိန်တလေတော့ရှိမှာပေါ့ဗျာဟုတ်တယ်မဲ့တယ်ကျွန်တော်လည်းဘလုံးပွဲကြည့်နေကြပြီကိုးပါမှမဟုတ်ဘူးခရစ္စတီယာနိုလည်းထောင်ကန်တယ်ဟာလန်လည်းအဲ့လိုထောင်ကန်မှုတဲ့အလုံးတွေအများကြီးရှိတယ်ဒါမဲ့လည်းအဲ့လိုခွေရေးမျိုးမှမဝင်တော့ပရိသတ်တယောက်အနေနဲ့ခံစားရတာပေါ့ဗျာရှင်းရှင်းလေးကျွန်တော်တို့လည်းတရားမပေါက်နိုင်ဘူးတရားပေါက်ပြီးဘလုံးပွဲကြည့်နေနိုင်ရင်လည်းတမျိုးပေါ့အဲ့တော့နောက်ပွဲတွေဒီလိုမျိုးနှစ်ဝတနီထက်ယူတယ်ရိုဇင်းညာဘယ်လိုလုပ်ရမလဲဒီလိုမျိုးမှားရင်းနဲ့ဆုံးဖြတ်ချက်တွေညံမရှိတဲ့လုပ်ရက်တွေကို Chelsea ကစားသမားတွေအနေနဲ့စင်ကျင်သိနေပါပြီတကယ်တော့ကျွန်တော်ကလေပရိသတ်မြင်သာထင်သာရှိတဲ့ကိစ္စရပ်လေးတွေပဲပြောနေလို့စွမ်းဆောင်ရည်ပိုင်းအရာကြည့်ရင်လည်းလုံးဝစုပ်ပြတ်တက်နေတဲ့ကစားသမားတွေရှိတယ်နော်တကယ်ကြိုးစားအားထုတ်မှုအပြည့်နဲ့စော့ပေးနေတဲ့သူတွေကိုအာမနာရှာမကြိုးကောင်းနေအခုစော့နေတယ်မှာတပုံကြီးမနေ့ညနော်အာဆင်နယ်ကစားတဲ့ပွဲတွေမှာယုံသွားတဲ့သူတွေကြည့် Reece James နော် Caicedo စတဲ့ကစားသမားတွေဘယ်လောက်ကောင်းလဲကျန်တဲ့ကောင်တွေကြည့် Robert Sanchez ဘိုင်နှိမ့်တက်ပြောရင်လူပေးတာမှတစ်ခေါက်လည်းမကောက်ဘူး3-5ခေါက်တောက်လျှောက်တွေမှားနေတယ်ပြောရင်တော့ဗျာဟိုတယောက်နဲ့တယောက်လက်ညှိုးထိုးရင်နောက်ဆုံးအဲ့ဒီ top ဘိုလေး sorry ဒီ top ဘိုလေးမျိုးအက်ဘာလီတို့ထိရောက်သွားလိမ့်မယ် Sporting Director စီရောက်သွားလိမ့်မယ်ခေါ်တဲ့နီးပြကိုယ့်ရဲ့ final တက်ထဲမှာ ball playing ကို share ခြင်းနဲ့နီးပြဂိုးသမားကို extra defender အနေနဲ့ထားခြင်းနဲ့နီးပြရှိနေတဲ့ဂိုးသမားဘောလုံးတော့ဖျောက်အောင်မပေးနိုင်တဲ့ဂိုးသမား defender တွေထဲမှာဆိုလဲချာလိုဘာလောက်ပဲဟိုယုံကြည်လို့ရတယ်ကျန်တဲ့ player တွေဘာမှယုံကြည်လို့မရဘူးမမာရူဆာအားလုံး hype ပဲမယ်ကျွန်တော်အဲ့ထဲကမ hype ဘူးပြောပြီးသားတကယ်ပွဲကြီးတွေမှာဘာမှမသိဘူးလို့ထင်တဲ့အတိုင်းပဲမမာရူဆာလုံးဝမကောင်းအာကြီးနဲ့ပွဲစဉ်မှာအဲ့တော့
နီးပြအောင်ပဲကျွန်တော်အပြစ်မြင်လို့မရတော့ရလက်စိုးနေတာတွေပဲပြောလို့မရအောင်ဒီကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာရဲ့ရုပ်ပိုင်းဆိုင်ရာရဲ့လိုအပ်ချက်တွေရှိလာတာတော့အမှန်ပဲဗျကဲတော့ကျွန်တော်နောက်ထပ်အကြောင်းအလေးတစ်ခုက Reece James ရဲ့ RE ကိုရှုံးခဲ့တဲ့ပွဲမှာပြောတဲ့စကားလေးပေါ့နော်ကျွန်တော်ဆွေးနွေးချင်ပါတယ်ကျွန်တော်တို့စီကံမိုင်းအားနည်းမှုတွေအကြောင်းကိုအချိန်ချင်းပြောခဲ့ပြီးသွားပြီအနီကက်ကကျွန်တော်တို့အသင်းရဲ့ပြဿနာတစ်ခုဖြစ်ပါတယ်ဒီကလပ်နဲ့ဝန်ထမ်းတွေပေါ်မှာကျွန်တော်ဘက်ကတန်တရားမရှိပါဘူးအာဆင်နယ်ပွဲမှာကျွန်တော်တို့လိုချင်တဲ့ပုံစံတိုင်းမဖြစ်ခဲ့ပေမဲ့ပြန်လည်စူးစီးပြီးထပ်မံစူးစမ်းဖို့လည်းလိုအပ်ပါတယ်ဒီနှစ်သစ်အစမှာရှင်ပြိုင်ခဲ့ရတဲ့ဘောလုံးပွဲတွေကဒီလိုပါပဲဒီနေ့ခေတ်မှာတွင်းကိုတွေရဲ့90%ကဆက်ပြီးရနေလာတာဖြစ်ပါတယ်အာဆင်နယ်ကလက်ရှိချိန်မှာမပေးစရာကိုဥဆောင်ထားတဲ့အသင်းမှာသူတို့ကိုရက်တန့်ဖို့အတွက်ကျွန်တော်တို့ခက်ခဲပါတယ်ဒါတွေမကသေးပဲသူတို့ကဆက်ပြီးကနေတွင်းကိုတစ်ခုရခဲ့တာပါတိုးတော့ဒီရှုံးပွဲကတော့ကျွန်တော်တို့အတွက်စိတ်ပျက်စရာကောင်းခဲ့ပါတယ်လို့ပြောသွားခဲ့တာပဲဖြစ်ပါတယ်သူကတော့ကပတိန်တယောက်ပီပေါ့နော်ဟိုထိနေစကားကိုပြောရမယ်ကျွန်တော်တို့အဲ့လိုမပြောစီချင်ဘူးကျွန်တော်တို့ကစားသမားတဦးတယောက်ချင်းစီစောက်သုံးမကြမှုတွေကြောင့်လိုအပ်ချက်တွေများပြခဲ့တဲ့အတွက်ကြောင့်ရှုံးသွားတယ်လို့ဒါပြောစီချင်တယ်အဲ့တော့သူ့ရဲ့ကြိုးစားအားထုတ်မှုအရာမထင်ခဲ့ဘူး Reece James မှာ Trout ကိုထိန်းတာငြိမ်းနေရပဲဒါပေမဲ့ကျန်တဲ့ကောင်တွေမှာတတ်တွဲတွေဖြစ်နေတာနဲ့ဒီရှုံးပွဲက Reece James လို့ကစားသမားမျိုးအတွက်တော့မထိုက်တန်ဘူးလို့ပဲကျွန်တော်ပြောပြရစီရှေ့လျှောက် Chelsea ကစားသမားတွေအနေနဲ့ဒီထက်ပိုပြီး smart ဖြစ်ဖို့လိုအပ်တာတော့အမှန်ပါပဲခင်ဗျ